လူတွေကိုတုံလှုပ်စေခဲ့တဲ့တာကေတကထူးဆန်းတဲ့ပုံနာကတိုက်တဲ့အိမ်ကြီးနဲ့တရဲဝင်ပူးနေတဲ့ပကြီးကအကြောင်းဖြစ်ရမှန်ကိုတင်ဆက်ပေးခြင်းပါတယ်။လူအများရဲ့ရှေ့မှာတင်ပစ္စည်းတွေနဲ့လိုက်လံပစ်ပေါက်နေတဲ့ပုံနာကတိုက်တဲ့ဖြစ်ရက်ကိုပရိသတ်တွေယုံကြည်ပါသလား။အခုရက်ပိုင်းရန်ကုန်မြို့ရဲ့တာကေတမြို့နယ်မှာတော့နေကင်းကြောင်တောင်တင်မကပဲညဘက်တွေမှာပါအလိုလိုပစ်ပေါက်ခံနေရတဲ့ထူးဆန်းတဲ့ဖြစ်ရက်တစ်ခုကြောင့်တစ်မျိုးလုံးဟိုးလေးတကြောဖြစ်နေပါတယ်။တာကေတမြို့နယ်၄ရက်ကွက်အောင်တစ္ဆာလမ်းထဲကပကြီးတင်နှန်းဖွင့်ထားတဲ့၄ထပ်တိုက်အိမ်ကြီးတအိမ်မှာဖြစ်ပွားခဲ့တာပါ။လွန်ခဲ့တဲ့2ပတ်လောက်ကတည်းကစတင်ပြီးအိမ်ထဲကနေပကံတွေဖန်ခွက်တွေအုတ်ခဲတွေနဲ့အပြင်ကလူတွေကိုအလိုလိုပစ်ပေါက်နေတာမျိုးတွေကိုကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီဖြစ်ရက်ဟာဘလောက်တောင်ထိန်လန့်စရာကောင်းကလေးဆိုရင်ရက်ကွက်လူကြီးတွေရဲတပ်ဖွဲ့နဲ့မိတပ်တပ်ဖွဲ့တွေပါရောက်ရှိလာတဲ့အထိအခြေအနေတွေကဆိုးရွားခဲ့ပါတယ်။ဘေးနားကမျက်မြင်သက်သေတွေရဲ့အဆိုအရမနေ့ကနဲ့တနေ့ကနဲ့ပြောဆိုအဲ့လိုပေါ့တကယ်လို့ဆိုးတယ်မှန်ကွဲမှန်စားအကုန်လုံးအိမ်ထဲမှာဘယ်သူမှမရှိပဲမီးမောင်နေတဲ့ကြားထဲကသတင်းပေါက်ကနေဖန်ခွက်တွေအလိုလိုလွှင့်ထွက်လာတာအုတ်နံရံကိုပိတ်ရိုက်တဲ့အတန်ကြီးတွေကြားနေရတာကြောင့်လာရောက်ကြည့်ရှုသူတွေပါထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်ဒီထူးဆန်းတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးဒေသခံတွေကြားမှာအမျိုးမျိုးပြောဆိုနေကြတာတွေလည်းရှိပါတယ်တချို့ကတော့အိမ်ဘေးကဗရောက်ပင်ကြီးကိုခုတ်လိုက်လို့အပင်မှာရှိတဲ့အဆောင်ရှောက်တွေကစိတ်ဆိုးပြီးတောင်းကျမ်းတာလို့ယူဆကြသလိုတချို့ကတော့အိမ်ထဲမှာရှိတဲ့ရှေးဟောင်းပစ္စည်းတွေနဲ့ပကြီးကားတစ်ချက်ကြောင့်လို့ပြောနေကြပါတယ်အထူးသဖြင့်အိမ်ထဲမှာရှိတဲ့ဘလူးရုပ်ပကြီးကားတစ်ချက်ဟာတရဲဝင်ပူးနေပြီးအဲ့ဒီကားကိုဖယ်ရှားလိုက်မှပဲအခြေအနေတွေငြိမ်သက်သွားနိုင်မယ်လို့လည်းယူဆနေကြပါတယ်လက်ရှိမှာတော့သက်ဆိုင်ရာဆရာတွေကလာရောက်ကြည့်ရှုပြီးအစီအရင်တွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်တာကေတမှာ1998ခုနှစ်တုန်းကလည်းတင်းချိုင်းမြေတွေပါလာမိလို့အခုလိုထူးခြားဖြစ်စဉ်မျိုးကြုံခဲ့ဘူးတဲ့တမိုင်းကြောင်းရှိခဲ့ပါတယ်အခုဖြစ်ရက်ကတော့တကယ်ပဲပုံနာကတိုက်တာလားဒါမှမဟုတ်ပကြီးကားတွေကဝိညာဉ်တွေရဲ့ခြောက်လန့်မှုလားဆိုတာကတော့စဉ်းစားစရာပါပဲဟဲပရိသတ်ကြီးကရောတာကေတကဒီထူးဆန်းတဲ့ဖြစ်ရက်အပေါ်ဘယ်လိုထင်မြင်ယူဆပါသလဲကိုယ်တိုင်ရောတွားရောက်ကြည့်ရှုခဲ့ကြသေးလားဆိုတာကို comment မှာပြောပြပေးသွားပါဦးအခုလိုထူးဆန်းထွေလာသတင်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲဘေးရန်တွေကင်းဝေးကြပါစေ။